မင်္ဂလာပါခင်ဗျာ Valentine's Day လို့ချစ်သူများနေ့မှာအတူနေဖို့အစီအစဉ်ရှိတဲ့အမျိုးသားတွေအတွက်ကျမ်းမာရေးရှုထောင့်ကနေဘလို့ပြင်ဆင်ထားတဲ့တယ်လဲဆိုတာဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမှာပါလိမ်မှုကျမ်းမာရေးဆိုတာရှက်စရာမဟုတ်ပဲတင့်ရဲ့ယုံကြည်မှုနဲ့တင့်အဖော်ရဲ့စိတ်ကျေနပ်မှုအတွက်အလွန်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်ဒီနေ့မှာတော့ performance ကိုမြင့်တင်ပေးမဲ့နည်းလမ်းတွေနဲ့ဘေးကင်းစေမယ့်အချက်တွေကိုပြောပြသွားမှာပါအချက်တဲ့နှလုံးကျမ်းမာရေးဒီလိမ်မှုကျမ်းမာရေးတဲ့သိပ္ပံနည်းကြပြောရတယ်လင်းကားတမန်မှုဟာတွေးလက်ပတ်မှုပေါ်မှာ90%မူတည်ပါတယ်နှလုံးကျမ်းမာရေးကောင်းရင်လိမ်မှုကျမ်းမာရေးလည်းကောင်းပါတယ်ဒိတ်မတိုင်ခင်3ရက်လောက်အလိုကလေးကကာဒီယိုလေ့ကျင့်ခန်းဥပမာဖီးတာစပိန်စီးတာလုပ်ပေးပါဒါက nitric oxide ထွက်ရှိမှုကိုကူညီပေးပြီးတွေးလက်ပတ်မှုကိုအားကောင်းစေတဲ့အတွက်စွမ်းဆောင်ရည်ကိုတိတိကျကျတိုးတက်စေပါတယ်အချက်နဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ပါ anxiety managementအမျိုးသားတော်တော်များများဟာ date ညမှာငါအဆင်ပြေပါမလားဆိုရဲစွမ်းဆောင်ရည်အတွက်စိုးရိမ်စိတ်ကြောင့်အခက်တွေ့တတ်ကြပါတယ်စိတ်လှုပ်ရှားလွန်ရင်ခန္ဓာကိုယ်က adrenaline ဓာတ်တွေထွက်လာပြီးသွေးကြောတွေကိုကျုံသွားစေတဲ့အတွက်အဆင်မပြေမှုတွေဖြစ်တတ်ပါတယ်အထူးအကြံပြုအနေနဲ့ foreplay အစာပြိုးနမ်းရှုပ်တာကိုအချိန်ပေးပါအချိန်ဆွဲပြီးပြင်ဆင်တာကတင်းရဲ့စိတ်ဖြစ်စီးမှုကိုရောကြစေသလိုတင်းအဖော်အတွက်လည်းပုံမကောင်းမွန်တဲ့အတွေ့အကြုံကိုပေးစွမ်းနိုင်ပါတယ်အချက်3အစာအသောက်နဲ့အာဟာရ nutrition date night မှာအစီမြောက်လို့နဲ့အစားအစာတွေဥပမာ fried chicken pizza ကိုရှောင်ပါအစီမြောက်တဲ့စားတွေကတင်းကိုလေးလံထိုင်းဝိုင်းစေပြီးသွေးလေပတ်မှုကိုနေကွေးစေပါတယ်ဒါဆိုပါစားမလဲ zinc ဓာတ်ပါတဲ့အစားအစာတွေဥပမာပစုံကမာအစီအဆန်က testosterone ချားဟော်မုန်းကိုမြင့်တင်ပေးပါတယ်ဖျင်းသီးမှာပါတဲ့ citrulline ကလည်းသွေးကြောတွေကိုပွင့်စေတဲ့အတွက်တဘာဝ Viagra လို့တောင်တင်စားကြပါတယ်အချက်၄တကိုယ်ရည်တန်ရှင်းရည် hygienist key ဒါကတော့အရေးကြီးဆုံးပါတကိုယ်ရည်တန်ရှင်းမှုကတင်းရဲ့ဆွဲဆောင်မှုကိုအရှင်အဟုန်နဲ့တက်စေပါတယ်ခြေသေးလက်သေးညက်ပါခန္ဓာကိုယ်အနက်အသက်ကောင်းပါစေအထူးသဖြင့်အောက်ပိုင်းတန်ရှင်းရည်ကိုတေချာလှုပ်ထားဖို့လိုပါတယ်ဒါဟာတင့်အထော်ကိုလေးစားရရောက်တယ်လို့တင့်ကိုယ်တင်လဲ confidence ရှိစေပါတယ်အရေးကြီးဆုံးကတော့အကာအကွယ်ပါဘေးကင်းတဲ့လိမ့်ဆက်ဆံမှုဟာရောက်လုံးတော့ပြောစရာကောင်းပါလေအကာအကွယ်ကံနမ်ကိုအမြဲစင်တင်ထားပါဒါဟာမလိုလားတဲ့ကိုယ်ဝင်နဲ့လိင်အားစင်ကိုဆက်တဲ့ယောဂ STI ST ကနေကာကွယ်ပေးပါလေတခြားနည်းလမ်းတွေကစိတ်မချရပါဘူးအောင်ရနူးကြီးရမှာကလေးဖေးမထိချင်ကံနမ်ဆောက်ထားဖို့လိုမယ်နော်ဟဲတင်းမှာယောဂအခက်တစ်ခုခုရှိနေရင်ဒါမှမဟုတ်စွမ်းဆောင်ရည်ပါပုံမှန်မဟုတ်တဲ့အခက်အခဲရှိနေဟဲ့တော့ကိုယ့်တဘောနဲ့ကိုယ်ဆဲတောက်တယ်မျိုးထကြွကြည့်တဲ့ဆရာဝန်နဲ့တိုင်ပြီးမို့အကြံပြုလို့ပါတယ်ကျမ်းမာတဲ့လိမ်မှုဘဝဟာတင်းရဲ့ပေါင်းသင်းဆက်ဆံရေးကိုပုံမခိုင်မြဲစေပါတယ်ဒီနည်းမျှဝေပေးခဲ့တဲ့အချက်လေးကတင်းအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုကြိုင်းနေတဲ့ရင် like လုပ်ပေးပြီးတခြားသိရှင်တာရှိရင်လည်း comment မှာမေးခဲ့နိုင်ပါတယ်အားလုံးပဲ baking ပြီးပျော်ရွှင်စရာ Valentine's Day ဖြစ်ပါစေ။ chocolate တို့ပန်းစည်းတို့လည်းမမေ့ကြနဲ့အောင်။ဒါကြအပေါ်က